အားလုံးပဲမင်္ဂလာပါ teacher မတ်ဤပါဒီနေ့ chapter 2 mathematical induction example 3လေးကိုရှင်းပြပါမယ် use the mathematical induction principle prove that 3 power n minus 1 is a multiple of 2 for all natural number of n လို့ပုံစံမှာပေးထားပါတယ်ဒါကြောင့်မလို့ let p of n denote the statement 3 power n minus 1 is a multiple of 2 ဆိုပြီးတော့ဒီစာကြောင်းလေးကို p of n ဆိုပြီးအမည်လေးပေးလိုက်ပါမယ်ပထမဆုံးအစစ်အနေနဲ့n ကို 1 သွင်းမယ်နောက်တစ်ဆင့်မှာ n ကို k သွင်းမယ်နောက်တစ်ဆင့်မှာ n ကို k plus 1 သွင်းမယ်အဆင့်3ဆင့်နဲ့ဒီပုံစံမှာရှင်းပြပါမယ် number 1 ပထမဆုံးအဆင့်အနေနဲ့ for n equal to 1ကိုအစားသွင်းမယ်3 power 1 minus 1 equal to 2 ရတဲ့အတွက် is a multiple of 2ဒါကြောင့်မို့လို့ the statement is true for n equal to 1နောက်တစ်ဆင့်မှာ assume that ယူဆပါမယ် the statement is true for n equal to k n နေရာမှာk ကိုအစားသွင်းပါမယ်ဒါကြောင့်မလို့3 power k minus 1 is a multiple of 2ဒီချက်တော့ we will show that တတိပြပါလိမ့်မယ် the statement is true for n equal to k plus 1 n equal to k plus 1မှန်ကန်ကြောင်းကိုတတိပြပါလိမ့်မယ် we have to show that ဒါကြောင့်မလို့ n 3 power n နေရာမှာ k plus 1ကိုအစားသွင်းမယ်3 power k plus 1 minus 1 is a multiple of 2ကိုရေးလို့ရပါပြီit is proof that တတိပြပါပြီ3 power k plus 1 minus 1 3 power k plus 1ဆိုတာအခြေတူရင်ထပ်ညွှန်းနေပေါင်းထားတယ်3 power k into 3လို့ပြန်ပြင်ရေးပါမယ်3 power k into 3နောက်က minus 1ပုံစံမှာ multiple of 2လို့ဖော်ပြထားတဲ့အတွက်ပေးထားတဲ့3ကိုဒီချက်တို့2ပါအောင်2 plus 1ဆိုပြီးတော့ပြောင်းပါမယ်3 power k into ဂွင်းစာ2 plus 1ဂွင်းပိန် minus 1ဒီ3 power k ကိုဂွင်းလေးတွေကိုဝင်းမြောက်မယ်နောက်တစ်ဆင့်2 into 3 power k plus 3 power k minus 1ဒီလိုပဲဒီချက်အပေါ်မှာဖော်ပြထားတဲ့ state 2မှာ3 power k minus 1 is a multiple of 2လို့ဖော်ပြပြီးသားဖြစ်တဲ့အတွက်3 power k minus 1က multiple of 2ဖြစ်ပါပြီဒါကြောင့်ဒီချက်3 power k minus 1 is a multiple of 2ကိုရေးလိုက်ပါတယ်ဒီလိုပဲ3 power k into 2ဆိုတော့2နဲ့မြောက်ထားတဲ့အတွက် multiple of 2ပါပဲဒါကြောင့်မလို့နောက်တစ်ဆင့်မှာ3 power 2 into 3 power k is a multiple of 2ဒီနှစ်ခုမြောက်ခြင်းကလည်း multiple of 2ပါပဲ2 into 3 power k plus 3 power k minus 1 multiple of 2ဖြစ်ခြင်းသူလိုချင်တဲ့3 power k plus 1 minus 1 is a multiple of 2ဒါကြောင့်မလို့ the statement is true for n equal to k plus 1နောက်ဆုံးဆင့်အနေနဲ့ hence by the principles of mathematical induction the statement p of n is true for all natural number of n ဖော်ပြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်